ခမရတို့ကိုတည်တည်ချာချာပြောချင်တာကခမရတို့ UNG ဆိုတာခမရတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ UNG ဟာပြတ်တော့ဖြစ်သွားပြီအခုကျွန်တော်ပြောနေတာတိုင်းရင်းသားတွေအတွက်ပြောနေတာမဟုတ်ဘူးတိုင်းရင်းသားတွေမှာကချင်အဖွဲ့ရှိတယ်ကရင်မှာကရင်အဖွဲ့ရှိတယ်မွန်မှာမွန်အဖွဲ့ရှိတယ်တိုင်းရင်းသားတွေအတွက်ပြောနေတာမဟုတ်ဘူးကျွန်တော်အခုပြောနေတဲ့ကိစ္စကခမရတို့ဗမာနော်ပြည်မာကြီးမာနေတဲ့လူတွေဗမာတွေခမရတို့ခေါင်းဆောင်ဘလို့ရှာမလဲမင်းအောင်လိုင်နဲ့ရှင်ပြီးတော့တိုက်ဖို့အတွက်ခေါင်းဆောင်ဘလို့ရှာမလဲခမရတို့ခေါင်းဆောင်ကိုဘလို့လက်ခံမလဲဆိုတဲ့ကိစ္စကိုပဲခမရတို့ကိုအခုပြောပြမှာဒီကိစ္စကခမရတို့တွေဘယ်သူမှတော်ယုံတယုံလူကလက်ခံနိုင်တဲ့အနေအထားမရှိဘူးခမရတို့တွေအခြေအနေမှန်ကြီးကိုသိနေတာတော့မှခမရတို့တွေလက်ခံဖို့ခမရတို့မှအစင်သေးလည်းဖြစ်မှာမဟုတ်ဘူးကိုချစ်တဲ့မိဘဆုံးသွားသလိုပေါ့အဖေတွေအမေတွေဘလောက်ဆုံးအသက်ထွက်သွားမှန်းသိတာတော့မှအမေအောနေတော့အဖေအောနေတဲ့ဘဝမျိုးခမရတို့ကအခုကကျုံနေတယ်ဒေါအောင်ဆန်းစုကြည်ကိုခမရတို့တနေတယ် NUG ကိုတနေတယ် NLD အစိုးရကိုတနေတယ်ခမရတို့အလောင်းကိုဖတ်ပြီးတော့ငိုးနေတယ်ကျွန်တော်အကုန်နားလဲတယ်သို့တော့ခမရတို့ရဲ့လက်ရှိဖြစ်ပျက်နေတဲ့ဘဝမှာခမရတို့အနေနဲ့ကတေးသေးချာချာစဉ်းစားပြီးတော့ဒီမင်းအောင်လိုင်အစိုးရနဲ့ရင်ဆိုင်ဖို့အတွက်ခမရတို့ဘက်ကနေပြီးတော့ခေါင်းဆောင်တေးသေးချာချာရှာရမယ့်အနေအထားဖြစ်သွားပြီစီလူဘူးခရီးတတိရတယ်ဒီကိစ္စကိုအခုကျွန်တော်ပြောမှာအဲ့တော့ခမရတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒီ2021စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာရဲရင်နဲ့နော်ခေါင်းဆောင်မှုတာဝန်ခံမှုရှိနဲ့လှုပ်ရဲတဲ့တတ္တိရှိတဲ့အဖွဲ့ကနှစ်ဖွဲ့ထွက်လာတယ်အဲ့ဒါကဘာလဲဆိုတော့ဗမာကိုနာမည်ခံပြီးတော့ထွက်လာတဲ့အဖွဲ့ဗမာဆိုပြီးတော့နာမည်ခံပြီးထွက်လာတဲ့အဖွဲ့အဲ့ဗမာကိုနာမည်ခံပြီးထွက်လာတဲ့အဖွဲ့ထဲမှာဘုံတကားအဖွဲ့ပေါ့ဗမာလူမျိုးတွေဘာညာဆိုပြီးတော့ထွက်လာတဲ့အဖွဲ့ကတော့ဒေသဆိုင်ရာဖြစ်တဲ့အပြင်မှာ UNG ကနေပြီးတော့အခုဖျက်ဆီးလိုက်တဲ့အတွက် UNG ကအာဏာသိမ်းလိုက်တဲ့အတွက်ဘုံတကားအဖွဲ့ကတော့မရှိတော့ဘူးဒါပေမဲ့ဘုံတကားကိုထောက်ခံတဲ့လူတွေကလည်းဘုံတကားလက်နဲ့ချတာမဟုတ်ဘူးသူတို့အိမ်မှာလာနေတယ်ဆိုပြီးပြောနေတော့ဒါသူတို့ပြောတဲ့ကိစ္စပေါ့ဗျာဘိုးတကားကလက်နဲ့ချတာမဟုတ်ဘူးငါအိမ်မှာခေါ်ထားတယ်အဲ့လိုမျိုးတွေပြောနေတဲ့လူတွေလည်းရှိတယ်အဲ့ဒါတွေကသူ့ကိစ္စနဲ့သူထားလိုက်တော့ဒီအချိန်မှာခမားတို့ကိုပြောချင်တာကဗမာလူငယ်အများစုရောပညာတတ်အများစုရော UNG NGO အများစုရောဒီလူတွေလက်ခံထားတဲ့အထက်မှာဘယ်အဖွဲ့ရှိလဲဆိုတော့ BPLA ပေါ့ခမားတို့ခေါ်တဲ့ဘာပလက်ပဲခေါ်ဗီတာမင်ပဲခေါ်ဘလို့ပဲခေါ်ပဲဗျာခေါ်မောင်ဆောင်ခဆိုတဲ့လူကိုခမားတို့မဖြစ်မနေကိုခမားတို့နေရာပေးရတော့မယ်ခမားတို့ဆီယနာရှင်စနစ်ကိုဆက်ပြီးတော့တိုက်မယ်ခမားတို့ဆီယနာရှင်စနစ်ကိုအဆုံးစုံအထိတိုက်မယ်ဆီယနာရှင်စနစ်အမြင့်ဖြတ်ရေးအတွက်တိုက်မယ်ဟေ့ဆိုလို့ရှိရင်ခမားတို့ဗမာအမျိုးသားတွေအနေနဲ့ဗမာတိုင်းရင်းသားတွေအနေနဲ့မြေပြန့်မှာရှိတဲ့လူတွေအနေနဲ့ကခမားတို့မောင်ဆောင်ခတယောက်သေးကိုပဲမဖြစ်မနေခမားတို့ထောက်ခံရမယ့်အနေအထားမျိုးခမားတို့ရောက်သွားပြီအဲ့ဒါကျွန်တော်မောင်ဆောင်ခကိုချစ်တာတွေမုန်းတာတွေလွမ်းတာတွေအဲ့ဒါတွေနဲ့မဆိုင်ဘူးမောင်ဆောင်ခနဲ့ကျွန်တော်နဲ့လည်းစကားတစ်ခါမှမပြောဘူးမောင်ဆောင်ခဆိုတဲ့လူရဲ့အကျင့်စရိုက်ကိုလည်းကျွန်တော်ကသိကြိုက်တာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့NLD သူ NLD ကိုထောက်ခံနေတဲ့အချိန်တွေတုန်းက NLD ကိုထောက်ခံနေတဲ့အချိန်တွေတုန်းကနော် NLD ကပါတီဝင်တွေရခိုင်မှာသွားပြီးတော့ဒီမဲဆွယ်တဲ့အချိန်မှာ AA ကနေပြီးတော့ခေါ်ပြီးစစ်ပြုတဲ့အချိန်မှာမောင်ဆောင်ခကဘိုးချုပ်ထွန်းမြတ်နိုင်တို့ခိုင်ဒုက္ခတို့နော်ကိုညိုထွန်းအောင်တို့အကုန်လုံးကိုပါသူကနေပြီးတော့တခိုးဓမြအဖွဲ့ဆိုပြီးတော့ဓမြအဖွဲ့တို့ပြန်ပေးဆွဲတဲ့အဖွဲ့တို့ဆိုပြီးပြောထားတဲ့မောင်ဆောင်ခကျွန်တော်သိကြိုက်တာမဟုတ်ဘူးသို့တော့ခမားတို့ကျွန်တော်ကြိုက်ချင်းမကြိုက်ချင်းနဲ့မဆိုင်ဘူးခမားတို့ဗမာတိုင်းရင်းသားတွေအနေနဲ့မြေပြန့်ကလူတွေအနေနဲ့ဆိုလို့ရှိရင်တေးသေးချာချာထောက်ခံဖို့အတွက်ကမောင်ဆောင်ခတယောက်ပဲခမားတို့မှာရှိတော့တယ်မောင်ဆောင်ခတယောက်ပဲခမားတို့မှာရှိတော့တယ်ဘာဖြစ်လို့မောင်ဆောင်ခတယောက်ပဲရှိတော့တယ်လို့ပြောလဲဆိုတော့တိအချက်ကသူ့တက်ကိုသူတေးသေးချာချာဖွဲ့နိုင်တယ်မောင်ဆောင်ခမှာနာမည်ပြတ်မရှိသေးဘူးမောင်ဆောင်ခမှာနာမည်ပြတ်မရှိသေးဘူးမောင်ဆောင်ခကအခုမဟာမိတ်တွေနဲ့အစဉ်ပြေအောင်ပေါင်းနိုင်တယ်မောင်ဆောင်ခမှာအခုလိုအပ်နေတာငွေရေးကြေးရေးနဲ့ခမားတို့ပြည်သူလူထုရဲ့ထောက်ခံမှုပဲလိုအပ်နေတာခမားတို့ UNG ကိုပုံအောပြီးတော့ခမားတို့ထောက်ခံခဲ့ပြီးသွားပြီ UNG ကအခုပြန်ပြီးတော့တောင်းဆိုနေတာကဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး
UNG ကိုခမားတို့ပုံအောပြီးတော့ထောက်ခံခဲ့ပြီးသွားပြီ UNG ကိုခမားတို့အကုန်လုံးယုံကြည်ပြီးတော့ပေးခဲ့ပြီးသွားပြီသို့တော့ UNG အနေနဲ့အခုပြန်ပြီးတော့တောင်းဆိုနေတဲ့ကိစ္စကဒေါ်အောင်ဆန်းစုကြည်လွတ်ပေးရေးဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးရေးနော်ဒီလိုကိစ္စပဲရှိတော့တယ်ဒီအချိန်မှာခမားတို့ကျွန်တော်ကြိုက်တာမကြိုက်တာနဲ့မဆိုင်ဘူးခမားတို့လက်ခံဖို့ကိစ္စကအရေးကြီးတဲ့ကျွန်တော်မောင်ဆောင်ခါကိုကြိုက်နေတာမဟုတ်ဘူးသို့တော့မောင်ဆောင်ခါကလက်တွေ့နိုင်ငံရေးကိုတည်တည်ချာချာကျင့်သုံးနိုင်တယ် NLD နဲ့ပေါင်းတဲ့အခြေအနေတုန်းက AA ကိုတခိုးတမျှပြန်ပေးအဖွဲ့အထိမောင်ဆောင်ခါကပြောထားတယ်ဒါပေမဲ့နိုင်ငံရေးပြောင်းလဲလာတဲ့အခါလဲကြာအောင်အကိုချေဆိုပြီးတော့ဘိုးချုပ်ထွန်းမြတ်နိုင်ကိုတွားပြီးတော့အစင်ပြေအောင်ပေါင်းတယ်အဲ့ဒါကဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်လိုမျိုးပဲခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်လိုမျိုးပဲတရုတ်နဲ့မရရင်ဂျပန်နဲ့ပေါင်းတယ်ဂျပန်နဲ့မရရင်အင်္ဂလိပ်နဲ့ပေါင်းတယ်သူပြောတဲ့ကိစ္စကတခုပဲရှိတယ်မခင်ကြီးကလွဲပြီးမင်းတို့ကြံတာအကုန်တောင်းပေါ့အဲ့လိုမျိုးပဲအခုခင်ဗျားတို့အနေနဲ့ကမောင်ဆောင်ခကိုမှမထောက်ခံဘူးဆိုရင်ခင်ဗျားတို့ထောက်ခံမဲ့အဖွဲ့အစည်းခင်ဗျားတို့အားကိုးရမဲ့အဖွဲ့အစည်းခင်ဗျားတို့ဗမာပြည်မှာရှိသေးရဲ့လားခင်ဗျားတို့ကိုလက်တွေ့ကြနိုင်ငံရေးကိုပဲပြောပြနေတာအခုအချိန်မှာမင်းအောင်လိုင်းနဲ့ရှင်ပြီးတော့နော်ထိုးစစ်ဆင်နိုင်မဲ့လူကဗမာအတိုင်းဝိုင်းထဲမှာဗမာတိုင်းရင်းသားထဲမှာမြေပြတ်မှာဆိုလို့ရှိရင်မောင်ဆောင်ခအဖွဲ့တစ်ဖွဲ့ကလွဲပြီးသွားရင်ကြံတဲ့ဟာကမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့သခိုင်းကလည်းသခိုင်းဖက်ဒရယ်ယူနစ်မကွေးကလည်းမကွေးဖက်ဒရယ်ယူနစ်ဆိုပြီးတော့သွားနေပြီ UNG ဆိုတာကလည်းနာမည်ပြက်နေတာပြောစရာမရှိတော့ဘူးခင်ဗျားတို့အကုန်လုံးကြားနေပြီ UNG ကအခုပြန်ထောင်းထားတာလဲဒေါ်အောင်ဆန်းစုကြည်ပြန်ပြီးတော့လှုပ်ပေးပြီးတော့ဆွေးနွေးရေးကိစ္စပဲကြံတဲ့ကိစ္စသူတို့ဘာမှတောင်းဆိုတာမဟုတ်တော့ဘူးဒီအခါမှာဆရာနာရှင်ကလည်းပဲပြုတ်တယ်မှမဟုတ်တာမင်းအောင်လိုင်ကပဲပြုတ်တယ်မဟုတ်ဘူးခေါ်တိုင်းလာမှာမဟုတ်ဘူးဟုတ်လာပြီးတော့ရော့ငါတို့မြည်ကြည့်ဆိုပြီးတော့ကျွေးတိုင်းလည်းသူစားမှာမဟုတ်ဘူးမင်းအောင်လိုင်ကပဲပြုတ်တယ်မဟုတ်ဘူး UNG တို့ခင်ဗျားတို့တော်လိုင်းရေးအဖွဲ့အစည်းတွေဒါပဲပြုတ်တယ်ဖြစ်နေတာခေါ်တိုင်းလာပြီးတော့တွေ့တိုင်းអော်ပြီးရောင်းနေရတာမင်းအောင်လိုင်ကပဲပြုတ်တယ်မဟုတ်ဘူးဒီကမှာခမရတို့ဗမာပြည်သူလူထုအနေနဲ့စဉ်းစားဖို့လိုတယ်ခမရတို့ဗမာပြည်သူလူထုအနေနဲ့တည်တည်ချာချာတွေးဖို့ခေါ်ဖို့လိုတာကမင်းအောင်လိုင်ကိုရှင်တိုက်နိုင်မဲ့ငါတို့အတိုင်းအဝိုင်းထဲမှာမင်းအောင်လိုင်ကိုရှင်ပြီးတော့တိုက်နိုင်တဲ့ငါတို့အတိုင်းအဝိုင်းထဲမှာဘသူပဲကြံတော့လေနာမည်မပြတ်တာအဖွဲ့အစည်းတစ်ခုကိုတည်ငြိမ်အောင်တိဆောက်နိုင်တာမဟာမိတ်တွေနဲ့အဆင်ပြေတာအဲ့ဒါခမရတို့မှာဘသူမှမရှိတော့ဘူးမောင်ဆောင်ကတယောက်ပဲရှိတော့တယ်မောင်ဆောင်ကလွဲပြီးသွားရင်ဟို ABSDF တို့ဘာတို့လည်းသွားပြီးတော့စိတ်ကူးမရင်နဲ့ ABSDF တို့ဘာတို့ကိုတန်ငဲတို့ဆိုတဲ့ဟာကပန်ဆဲလိုရဲ့အကြံဉာဏ်တွေနဲ့သူတို့အဆင်ပြေးနေတာပန်ဆဲလိုကိုယုံကြည်လို့ UNG နဲ့ပေါင်းပြီးတော့လက်မှတ်တွေထိုးပြီးတော့ UNG နဲ့ ABSDF ကအတူတူဖြစ်နေတာကိုလည်း ABSDF ရဲဘော်တယောက်ပါဖြစ်ခဲ့ဘူးလားကိုပြောတာဒါ ABSDF နဲ့မဆိုင်ဘူးကျွန်တော်ပြောနေတာအခုနိုင်ငံရေးကိုပြောတာ ABSDF အဖွဲ့ဆိုတာပန်ဆဲလိုရဲ့ဥဆောင်မှုအောက်မှာ UNG နဲ့ပေါင်းပြီးတော့နေပြီးသွားပြီ ABSDF ကိုတိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲအားလည်းမကိုးတော့နဲ့စိတ်ကူးတွေလည်းတိတ်မရင်နဲ့ခင်ဗျားတို့ဗမာတိုင်းရင်းသားတွေမြေပြန့်ကလူတွေအတွက်အားကိုးဖို့ဆိုတဲ့ကိစ္စကမောင်ဆောင်ခတယောက်ကလွဲပြီးကြံတဲ့လူမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့မောင်ဆောင်ခမှာလောလောဆယ်တက်ရှိတယ်မောင်ဆောင်ခနောက်မှာပညာတတ်တချို့တဝက်ရှိတယ်မောင်ဆောင်ခနောက်မှာ NGO တချို့တဝက်ရှိတယ်ဒီဟာမျိုးကိုခင်ဗျားတို့စဉ်းစားပြီးတော့ခင်ဗျားတို့ရဲ့နိုင်ငံရေးမင်းအောင်လိုင်းနဲ့ဆက်ပြီးတော့တိုက်မယ်ဟိဆိုရင်ငါတို့ကဘသူ့ကိုအားပေးရမယ်ငါတို့ကဘသူ့ကိုထောက်ခံရမယ်ဆိုတဲ့အတွေးခေါ်မျိုးခင်ဗျားတို့ခေါင်းထဲရောက်နေဖို့အရေးကြီးတယ်အဲ့ဒါကကျွန်တော်အခုပြောနေတာလက်တွေ့ကိစ္စကိုပြောတာကျွန်တော်စကရေကပြောထားပြီမောင်ဆောင်ခကိုကျွန်တော်ကြိုက်တာမဟုတ်ဘူးမောင်ဆောင်ခကိုကျွန်တော်ကြိုက်တာမဟုတ်ဘူးမောင်ဆောင်ခနိုင်ငံရေးတွေပါတယ်လည်းကျွန်တော်စိတ်မဝင်စားဘူးသို့တော့လက်တွေ့ဘဝမှာဆရာနာရှင်ကိုရှင်ပြီးတော့တိုက်ဖို့အတွက်ဆိုရင်ဗမာတိုင်းရင်းသားတွေအနေနဲ့မြေပြတ်မှာနေတဲ့လူတွေအနေနဲ့ကမောင်ဆောင်ခတစ်ဖွဲ့တည်းကိုလွဲပြီးတော့ပုံအောပြီးထောက်ခံမှုကလွဲပြီးခင်ဗျားတို့မှာဘာမှမရှိတော့ခင်ဗျားတို့မှာရွေးချယ်စရာမရှိတော့ဘူးဒါကိုဘာလို့ပြောလဲဆိုတော့မောင်ဆောင်ခကအကယ်၍များတာ BPLA လို့ဖွဲ့ထားတဲ့အတွက် BPLA လို့ဖွဲ့ထားတဲ့အတွက်မောင်ဆောင်ခအနေနဲ့ကလည်းစစ်တပ်နဲ့စကားပြောဖို့ကိစ္စမှာတော်တော်ပြဿနာတက်သွားပြီမင်းအောင်လိုင်ကလည်းဗမာကိုကိုစားပြုထားတာမောင်ဆောင်ခကလည်းဗမာကိုကိုစားပြုထားတဲ့အခါဒီနှစ်ဖွဲ့ကစကားပြောလို့လည်းမရဘူးသူတို့ရဲ့စိတ်တွေကိုလည်းကျွန်တော်မသိဘူးသို့တော့မောင်ဆောင်ခသည်လောလောဆယ်မှာမဟာမိတ်တွေနဲ့အဆင်ပြေတယ်မောင်ဆောင်ခသည်လောလောဆယ်မှာနာမည်ပြတ်မရှိဘူးမောင်ဆောင်ခသည်လောလောဆယ်မှာသူ့တက်ကိုသူတိဆောက်ထားနိုင်တယ်လောလောဆယ်မှာမောင်ဆောင်ခရဲ့တက်တွေဟာတိုက်ပွဲဝင်နေတယ်ဒီပေါ်မှာမူတည်ပြီးတော့ခမားတို့ပြည်သူလူထုကနော်နိုင်ငံရေးရေချိန်မြင့်တဲ့ပြည်သူလူထုကြီးကိုဟိုဘယ်လိုပြောမလဲဆိုတော့
နွားရွှေမှာထွန်ကျူးရတာလည်းမကောင်းပါဘူးနိုင်ငံရေးရေချိန်မြင့်တဲ့ပြည်သူလူကြီးကိုပြောရတာလည်းမကောင်းဘူးနွားရွှေမှာထွန်ကျူးသလိုဖြစ်မယ်အမေရိကန်ကရန်ရေးတတိရတယ်ဒီတော့ခမားတို့အနေနဲ့တကယ်လက်တွေ့ကိုခမားတို့ဘလောက်လက်ခံနိုင်တယ်လဲခမားတို့တကယ်ရင်ဆိုင်ရမယ့်အခက်အခဲတွေရင်ဆိုင်ရမယ့်တိုက်ပွဲတွေကိုခမားတို့ရှေ့ကိုဘလို့ရှေ့ကိုဆက်သွားမလဲအဲ့ဒါခမားတို့ရဲ့အဖြေပဲဒါကြောင့်မလို့ကျွန်တော်ဒီ Facebook မှာသိပြီးတော့မပြောဘူးလူတွေအကုန်လုံးကတော့တော်ကြရင်အီရန်ကိစ္စပါသွားတယ်တော်ကြရင်အမေရိကန်ကိစ္စပါသွားတယ်တော်ကြရင်ရုရှားကိစ္စပါသွားတယ်ခင်ဗျားတို့အမေရိကန်တွေအီရန်တွေအစ္စရေးတွေပါလက်စတိုင်းတွေအဲ့ဒါတွေခေါင်းနဲ့ထည့်မထားနဲ့အမေရိကန်နဲ့အီရန်နဲ့စစ်ပြင်ချင်းလက်ဘနွန်ကခံအောင်မှာလက်ဘနွန်မပါဘူးဖြစ်နေတယ်နော်အမေရိကန်နဲ့အီရန်နဲ့စစ်ပွဲတွေဆက်ဖြစ်သွားတာပါလက်စတိုင်းကိုဘယ်သူမှသိပြီးတော့စိတ်မဝင်စားတော့ဘူးပါလက်စတိုင်းကကလေးတွေအခုချိန်ထိငတ်နေတော့ဘယ်ပါလက်စတိုင်းကိုချစ်ပါတယ်ဆိုတဲ့ကောင်တွေလည်းအခုပါလက်စတိုင်းကိစ္စမပြောတော့ဘူးအီရန်ဖြစ်သွားပြီပါလက်စတိုင်းကငတ်ပြတ်နေတော့ပါလက်စတိုင်းမှာဒုက္ခရောက်နေတော့ဒါကြောင့်မလို့လူခွင့်ရေးတို့ခွေးခွင့်ရေးတို့ပြောတဲ့ကောင်တွေကိုကျွန်တော်ကခေါင်းနဲ့လည်းတိတ်မထည့်ထားဘူးဘာသာရေးကိုအကြောင်းပြပြီးတော့လူခွင့်ရေးတွေခွေးခွင့်ရေးတွေကိုဆွဲထည့်နေတာကိုလည်းကျွန်တော်စိတ်ကတော်တော်ပြတ်လာပြီဒီတော့ကျွန်တော်အခုပြောမဲ့ကိစ္စကခမားတို့အနေနဲ့လက်ခံနိုင်လားလက်မခံနိုင်လားခမားတို့အနေနဲ့လက်ခံနိုင်လားလက်မခံနိုင်လားခမားတို့ရှေ့ကိုဆက်သွားမယ်တော်လာရေးခကြီးကအကြာကြီးပဲတိုင်းရင်းသားတွေနော်ခမားတို့အခုပြောနေတဲ့ဖက်ဒရယ်ဟောစာစကိုင်းဆိုလဲစကိုင်းဖက်ဒရယ်ယူနစ်ဆိုပြီးတော့သူ့ပြည်နယ်အတွက်ဆိုပြီးသူ့အစိုးရပါဖွဲ့ထားပြီမကွေးဆိုလဲဖွဲ့ထားပြီအေယာဝတီတိုင်းမှာဆိုရင်လဲဒီမှာအေယာဝတီတိုင်းဆိုပြီးတော့ဗာလဲအမျိုးသားများပြည်နယ်လားအမျိုးသမီးများပြည်နယ်လားဆိုပြီးတော့အကုန်လျှောက်ဖွဲ့ထားပြီးသွားပြီအဲ့တော့ကိုပြည်နယ်တစ်ခုစီလုံနေတဲ့အချိန်မှာခမားတို့ဗမာတိုင်းရင်းသားတွေအနေနဲ့မြေပြန့်လူတွေအနေနဲ့ခမားတို့ UNG ကိုအားကိုးလို့မရတော့ဘူး UNG ကိုသုံးစားလို့မရတော့ဘူး UNG ကအခုပြန်ပြီးတော့အားကိုးနေတာကဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးစကားပြန်ပြောဒါဆိုဘာမှမထူးတော့ဘူးဒါမျိုးကိုခမားတို့အနေနဲ့နိုင်ငံရေးရေချိန်မြင့်တဲ့ပြည်သူလူထုကြီးနိုင်ငံရေးရေချိန်မြင့်လွန်အားကြီးတဲ့ပြည်သူလူထုကြီးကိုနွားရှေ့မှာထွန်ကျူးပြီးတော့ငြိမ်းချမ်းအောင်ပြောနေတာမဟုတ်ဘူးခမားတို့အနေနဲ့ရှေ့ကိုဘလို့ဆက်သွားမလဲခမားတို့မှာရွေးချယ်စရာအများကြီးမရှိတော့ဘူး UNG ကိုရွေးမလားမောင်ဆောင်ခါကိုရွေးမလားဆိုတဲ့အနေအထားမျိုးပဲခမားတို့မှာရှိတော့တယ်စစ်တပ်ကိုစစ်တပ်နဲ့တိုက်မလားဒါမှမဟုတ်စစ်တပ်ကိုလေနဲ့တိုက်မလားခမားတို့ကအခုမေးတာရှင်းလေးရဲ့စစ်တပ်ကိုတနတ်နဲ့တိုက်မလားလေနဲ့တိုက်မလားစစ်တပ်ကိုမောင်ဆောင်ခါကတနတ်နဲ့တိုက်နေတယ်စစ်တပ်ကို UNG ကလေနဲ့တိုက်နေတယ်အဲ့တော့လေနဲ့တိုက်တဲ့လူကလေနဲ့ပဲအားပေးမလားဒါမှမဟုတ်လို့ရှိရင်တနတ်နဲ့တိုက်တဲ့လူကိုအင်အားဖြည့်ပေးမလားခမားတို့ရွေးချယ်ကြပါငင်းညံအောင်ကတော့အမုန်းခံပြီးတော့ပြောတာပါခမားတို့ရဲ့တကယ်လက်တွေ့ဘဝခမားတို့တကယ်ရင်ဆိုင်ရမယ့်အခြေအနေခမားတို့တကယ်ကြုံတွေ့ရမယ့်အခက်အခဲဒါတွေအကုန်လုံးကိုကျွန်တော်အမုန်းခံပြီးတော့ပြောတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းစော်ကားတာမဟုတ်ဘူး NLD ကိုလည်းစော်ကားတာမဟုတ်ဘယ်အဖွဲ့အစည်းကိုမှစော်ကားတာမဟုတ်ဘူးလက်တွေ့အခြေအနေကိုပြောပြတာဖြစ်တယ် UNG နာမည်ပြတ်နေတယ်လူတိုင်းနာမည်ပြတ်နေတယ်လက်စားမှုတွေနော်ဘယ်လိုပြောမလဲအချင်းချင်းတပ်ဖြတ်မှုတွေကလိန်ကကြစ်တွေအကုန်လုံးဖြစ်နေတဲ့အချိန်မှာသူတို့ပြန်ခေါ်တာဒေါ်အောင်ဆန်းစုကြည်အခုဒေါ်အောင်ဆန်းစုကြည်ဆိုတာလဲအသက်ကကြီးနေပြီနောက်ဒေါ်အောင်ဆန်းစုကြည်အခုချိန်စကားပြောမယ်ဟဲ့ဆိုလဲမင်းအောင်လိုင်းနဲ့ဘယ်လိုပြောမလဲဒီတော့ခမားတို့ဗစက်နဲ့တိုက်တဲ့လူကိုခမားတို့ထောက်ခံမလားလက်နဲ့တိုက်တဲ့လူကိုထောက်ခံမလားခမားတို့ရွေးချယ်တော့နိုင်ငံရေးရေချိန်မြင့်တဲ့ပြည်သူလူထုကြီးခမားနွားရှိမှကျွန်တော်ထွန်ကျူးတာမဟုတ်ပါဘူးကျေးဇူးအများကြီးတင်ပါတယ်ထပ်ပြီးတော့တွေ့ကြ